Aren't you gonna eat? Someone comes to you with their hands like this, that means they're asking if you're gay. What? စောပိုင်းတုန်းကဒီကောင်မလေးဟာ1.9 မီတာမြင့်ပြီးတမာတဲ့အမျိုးသားတစ်ယောက်ကိုကျမ်းပြင်ပေါ်လဲကျသွားအောင်ထိုးချိတ်ခဲ့တာပါရဲတွေရောက်လာတဲ့အခါသူ့ကိုရဲစခန်းကိုခေါ်သွားကြတယ်ရဲရရှိကသူ့လက်တွေဘယ်မှာလဲလို့မေးလိုက်တယ် What happened to your hands? She won't talk. Why'd you attack that kid? You do that to your hands? ကောင်မလေးကဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့တယ်သူ့မှာလက်နက်တွေပါမလာတာတေချာအောင်ရဲရရှိကသူ့ကိုကိုယ်တိုင်ရှာဖွေခဲ့ရတယ်အန်ဟောစရာကောင်းတာကသူ့အိတ်ကထဲကနေပြတ်ထွက်နေတဲ့လက်နက်ဖက်ကိုရဲရရှိကဆွဲထုတ်လိုက်မိတယ်သူ့လက်တွေကိုတင်းစီခံလိုက်ရတာကိုကြည်ရင်ကောင်မလေးဟာစိတ်ခံစားချက်တွေထိမ့်မရအောင်ဖြစ်လာခဲ့တယ်စိတ်တန်ရာကြီးစွာရရှိသွားတဲ့အဲ့ဒီကောင်မလေးဟာရုတ်တရက်ကျေလောင်စွာတချင်းဆိုပါတော့တယ်ဝမ်းနဲ့ပူဆွေးမှုတွေလွှမ်းမိုးသွားပြီးနောက်ဆုံးမှာတော့သူလဲကြပြီးမိမိလဲသွားခဲ့တယ်ကောင်မလေးရဲ့အတိတ်နဲ့သူဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာကိုအမြန်ဆုံးဖော်ထုတ်ဖို့အတွက်ရဲရရှိဟာဝါရင်စိတ်ပညာရှင်ရန်ကိုခေါ်ယူခဲ့ပါတယ်အရိုက်ခံရတဲ့လူမှာအယိုးကျိုးတန်ရာအများပြားနဲ့တရက်ရွက်ပေါက်ထွက်သွားတယ်လို့ကြားသိရတဲ့အခါရဲရရှိဟာကောင်မလေးရဲ့လက်သမီးလေးလိုမျက်နှာနဲ့ဒီလောက်ပြင်းထန်တဲ့အကြမ်းဖက်မှုကိုဆက်ဆက်လို့မရနိုင်အောင်ဖြစ်ခဲ့ရတယ်သူ့ပေါ်ထားရှိတဲ့ရဲရရှိရဲ့ဆက်စုခြင်းစိတ်ကပုံမူကြီးထွားလာခဲ့တယ်တကြားလုံးတစ်စိတ်ထုတ်ပြီးသူစားကျင်သလားလို့မေးလိုက်တယ်ကောင်မလေးကတကြားလုံးအခွန်ခွာဖို့သူ့မှာလက်မရှိကြောင်းလက်ဟန်ပြခဲ့တယ်ကောင်မလေးမှာလက်မရှိတာကြောင့်ရဲရရှိကလက်မလျှော့ခဲ့ပါဘူးအဲ့ဒီအစားတကြားလုံးကိုကောင်မလေးရှိမှတင်ပေးလိုက်တယ် You may be more capable than you think. ဒီလိုပထမဆုံးထိတွေ့ဆက်ဆံပြီးတဲ့နောက်ရဲရရှိဟာသူဟာတကယ်တော့အကြမ်းဖက်တတ်တဲ့သူမဟုတ်ဘူးလို့ခံစားလိုက်ရတယ်သူ့ကိုပို့ပြီးနားလည်ပေးနိုင်မယ်လို့လည်းယုံကြည်မှုရှိလာခဲ့ပါတယ်မီနိုဟာအသက်18နှစ်မပြည့်သေးတာကြောင့်လူငယ်ထိန်းသိမ်းရေးစခန်းကိုဆေးလွတ်ချင်းခံခဲ့ရပါတယ်သူ့ရဲ့ပြစ်ဒဏ်ကတော့9နှစ်ပါအဲ့ဒီကိုရောက်တဲ့ပထမဆုံးနေ့မှာပဲမီနိုဟာသူ့ပတ်ဝန်းကျင်ကအရာအလုံးကိုဆက်စုခြင်းစိတ်ဖြစ်နေခဲ့တယ်။သူဟာဒီလောက်လူအများကြီးကိုတခါမှမမြင်ဘူးခဲ့တယ်လို့တော်တော်လေးလည်းမတတ်မတာဖြစ်နေပုံရပါတယ်။ကံကောင်းတာကတော့သူ့ရဲ့အခန်းဖော်အင်ဂျယ်ကသူ့ကိုညှင်းပယ်မထားပဲလမ်းညွှန်သူအဖြစ်ပါကူညီပေးခဲ့တာပါ။ဒါပေမဲ့လူတိုင်းကဖော်ရမှုမရှိဘူးဆိုတာမီနိုမကြခင်မှာပဲသိလိုက်ရပါတယ်။သမီးယူနေတော့သူနည်းနည်းနှိကွေးနေတဲ့အခါသူ့နောက်ကကောင်မလေးကသူ့ကိုရိုက်နှက်ခဲ့တယ်။တနာစရာမီနိုဟာချမ်းပြင်ပေါ်ကလင်ပန်းကိုပဲပြန်ကောက်ယူနိုင်ခဲ့ပါတယ်။သူမသိခဲ့တာကတော့ဒါဟာလူငယ်ထိန်းသိမ်းရေးစခန်းမှာသူတင်ယူရမယ့်ပထမဆုံးသင်ခန်းစာပဲရှိသေးတယ်ဆိုတာပါပဲ။